Hello สวัสดีครับခက်ခက်ပါခင်ဗျာဒီနေ့မှာတော့ထိုင်းရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ခနုံလူချုပ်လုပ်နည်းလေးကိုသင်ချင်းပြပေးပါမယ်လိုအပ်တာလေးတွေကတော့ပဲတီစံချိန်ခွဲနှစ်ခွက်အုံးတို့တစ်ခွက်ခွဲတကြားတစ်ခွက်ခွဲစားအနေငယ်စွန်းမွေးရွက်၃ရွက်ခန့်အပေါ်ရန်အလွာအတွက်ကြောက်ကြောမုန့်စပွဲတင်စွန်းနှစ်စွန်းရေစံချိန်ခွဲနှစ်ခွက်တကြားစပွဲတင်စွန်းနှစ်စွန်းတို့ပဲဖြစ်ပါတယ်ပထမအဆုံး3နာရီလောက်ရေစိမ်ထားတဲ့ပဲတီတွေကိုအိုးလေးတစ်လုံးထဲမှာစွန်းမွေးရွက်ထည့်ပြီးမီအေးလေးနဲ့ပဲလေးတွေနူးလာတဲ့အထိပြုတ်ပေးရပါမယ်။ပဲလေးတွေနူးပြီးရေလေးခန်းကနေရင်တော့တကြားနဲ့စားအုပ်ထည့်ပြီးဆက်မွေပေးရပါမယ်။တကြားနဲ့စားတွေအလုံးတမသွားပြီဆိုရင်တော့အုံးတို့ကိုထည့်ပြီးထပ်မွေပေးရပါမယ်။အုံးတို့လေးစူပြီးအနှံ့လေးမွေးလာရင်တော့ကျိတ်ဆက်လေးထဲမှာထည့်ပြီးထည့်ကျိတ်ပေးရပါမယ်။ကျိတ်တဲ့ခါမှာလည်းပဲစီလေးတွေလုံးဝမကြံတော့ပဲအရည်ဖြစ်သွားတဲ့အထိကျိတ်ပေးရပါမယ်။ပဲဖက်လေးကြံနေရင်မုန့်တာလေးမနူးညံ့မှာဆိုလို့ပါ။ပဲနဲ့ရေလေးရပြီဆိုရင်တော့အိုးလေးထဲမှာထည့်ပြီးနောက်ထပ်တစ်ချိန်ထည့်ကြိုပေးရပါမယ်။ဒီတစ်ခါကြိုတာကတော့ရေလုံးဝခံသွားတဲ့အထိကြိုပေးရပါမယ်။ပဲနဲ့လေးတွေအကျက်ညီဖို့အတွက်အဆက်မပြတ်မွေနေပေးဖို့တော့လိုပါတယ်။ခုပြထားလို့အနေထားလေးရောက်လာပြီဆိုရင်တော့မုန့်တာလေးတွေကပ်ပြီးမတူးနေအောင်လို့တေချာလေးဂယူဆက်ရပါမယ်။ရေတွေလည်းအားလုံးခံမုန့်တာလေးတွေကလည်းစီစီပိုင်ပိုင်ချောချောမွမွလေးဖြစ်လာပြီဆိုရင်တော့မိဖို့ပေါ်ချပြီးအေးခဏပေးလိုက်ပါတယ်။မုန့်တာလေးတေချာယူသွားပြီဆိုရင်တော့မုန့်တာလေးကိုပုံညက်သွားအောင်လို့လက်လေးနဲ့ဖိနေပေးရပါမယ်။မုန့်ကိုပုံမိုးကြာရှိခံစီခြင်းနဲ့ဆိုရင်တော့လက်အိတ်လေးသုံးပေးပါဗျ။ပြီးရင်တော့ရလာတဲ့မုန့်နှစ်လေးကို9 gram စီတေချာဖြတ်လုံထားပေးရပါမယ်။မုန့်နှစ်လုံးလေးတွေကိုလည်းလေလုံတဲ့နေရာမှာတေချာထားဖို့တော့လိုပါတယ်။မုန့်လေးတွေလေတက်လက်သွားရင်မျက်နှာပြင်လေးတွေမှာပါတလို့ပါ။ကဲအခုဆိုရင်မုန့်လုံးလေးလည်းအစင်တင်ဖြစ်နေပြီဆိုတော့လိုချင်တဲ့အတီးပုံစံလေးတွေရအောင်ပုံဖော်လိုက်ရအောင်။ဗီဒီယိုထဲမှာလုပ်ပြနေတာကတော့ဖယုံတီးပုံစံလေးပဲဖြစ်ပါတယ်။ဒီလိုပုံစံလေးတွေဖော်တဲ့အခါမှာလည်းလုပ်ပြထားတယ်လို့ဒီပုံစံနဲ့တူစရာမလိုပါဘူးဗျာကိုကျွမ်းချင်လို့ပုံစံလေးတွေဖော်လို့ရပါတယ်အခုဆိုရင်တော့ဖယုံသီးလေးတစ်လုံးရလာပါပြီနောက်ထပ်လည်းအသီးလေးတစ်မျိုးထပ်လုပ်ပြပါအောင်မယ်ဟုတ်ပါတယ်ဗျာမင်းကွတ်သီးလေးပါလောက်ရလည်းရမ်းမခက်ပဲနဲ့ပုံစံလေးကလည်းချစ်စရာကောင်းပါတယ်တီးလေးလုပ်ပြီးသွားပြီဆိုရင်တော့ဒီလိုဖော့တုံးလေးမှာစိုက်ပြီးအိတ်တလက်ခံထားပေးရပါမယ်ဒါကတော့အတီးလေးတွေပိုပြီးရုပ်ကြွပါအောင်လို့ဆေးရောင်ချဲတဲ့အဆင့်မှာဆေးရောင်ချဲတဲ့အခါမှာလည်းစားသုံးဖို့ခွင့်ပြုထားတဲ့ food color ပဲဖြစ်ရပါမယ်ဗျာပြီးရင်တော့ဆေးရောင်လေးတွေခြောက်သွားတဲ့အထိခုနကလိုပဲလေတလက်ခံထားပေးရပါမယ်ဆေးရောင်လေးကိုခြောက်သွားအောင်လေတလက်ခံနေတဲ့အခါမှာအပေါ်ရန်အလွာအုပ်မဲ့ကြောက်ကြော်လေးကိုကြိုထားပေးလိုက်ပါတယ်ကြောက်ကြော်လေးလည်းဆူလာပြီဆိုရင်တော့မုန့်လေးတွေကိုကြောက်ကြော်ရည်ထဲမှာနစ်ပြီးအပေါ်ရန်လွာအုပ်ပေးရပါမယ်ဒီလိုကြောက်ကြော်ရည်လေးထဲမှာစိန်တဲ့အခါအယောင်ဖြော့တာလေးတွေကိုအရင်ရွေးချယ်ပြီးစိန်တာတော့ပိုတင့်တော့ပါတယ်အယောင်ရင့်တာလေးတွေကဆေးရောင်ချွတ်ပြီးကြောက်ကြော်ရည်ထဲမှာကျန်နေတယ်လို့ပါပေါ်ရန်လွာကြောက်ကြော်လေးလည်းခဲသွားပြီဆိုရင်တော့မုန့်လေးတွေရခံနေပါပြီဒါပေမဲ့မုန့်လေးတွေရဲ့လက်ရာတိတ်တက်ဖို့ဆိုရင်အောက်ချီနာမှာကတ်နေတတ်တဲ့ကြောက်ကြော်မြင်လေးတွေကိုဖျက်ထုတ်ပြီးဖို့လိုပါတယ်ဒီလိုလေးပါဗျာကဲကြည့်ပါဦးအခုဆိုရင်တော့ချစ်စရာကောင်းတဲ့မုန့်လေးတွေရနေပါပြီဒီသီးလေးတွေကမှတချို့အသီးလေးတွေကိုအယိုးနဲ့အရွက်လေးတွေတက်ပြီးပို့ပြီးအသက်ဝင်တော့အလားစင်ပါမယ်ခုသုံးပြထားတာကတော့ရိုးရတနက်ခါပိုင်းရွက်လေးပါဒီရွက်လေးကတော့စားလို့မရပါဘူးဒါပေမဲ့အစားအစာကိုလည်းအဆင်မပြေစေပါဘူးဗျာကဲဘယ်လိုနေလဲကြည့်ပါအောင်ဗျာနင်းသီးလေးနဲ့ရောတူရဲ့လားမုန့်လေးတွေကိုတဆင့်ချင်းတေချာလောက်ခက်လိုက်တာအခုဆိုရင်စားလို့ရတဲ့အဆင့်တော်ရောက်နေပါပြီဘယ်လိုရတာရှိလဲဆိုတာမြည်ကြည့်ကြမယ်ခုလက်ထဲမှာကင်ထားတာတော့တရက်တီပုံစံလေးပါသူ့ကိုကင်လိုက်တဲ့အချိန်မှာပြင်ကကြောက်ကြော်တာကိုအရင်ကင်ပြီးမှအထက်ကပဲနစ်စီရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှာပြားပေါ်အရာဓာလေးကတော့တမျိုးလေးပါတော်တော်မိုက်တယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြလို့ကျေးဇူးပါနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တွေ့ကြမယ်ขอบคุณครับ